I didn't mean to the form ဆိုတဲ့ speaking pattern လေးပဲဖြစ်ပါတယ်အတိပ္ပယ်ကတော့ I didn't mean ဆိုတာကငါကမရည်ရွယ်ဘူးငါမဆိုလိုဘူး to the form ဒါလို့ဖို့ငါဒါကိုလုပ်ဖို့မရည်ရွယ်ပါဘူးဆိုပြီးပြောတဲ့တဘောပါရည်ရွယ်ချက်မရှိဘဲနဲ့ဖြစ်သွားတဲ့အရာတွေအတွက်ပြောတဲ့နေရာမှာသုံးတယ်လေ I didn't mean to that one for example ငါမင်းကိုနာကျင်အောင်လုပ်ဖို့မရည်ရွယ်ပါဘူးငါမင်းကိုနာကျင်အောင်လုပ်ဖို့မရည်ရွယ်ပါဘူး I didn't mean to hurt you I didn't mean to hurt you I ဆိုတာကငါ didn't mean ဆိုတာကမဆိုလိုခဲ့ပါဘူးသို့မဟုတ်မရည်ရွယ်ခဲ့ပါဘူး to ဆိုတာကဘို့ hurt you ဆိုတာကမင်းကိုနာကျင်အောင်လုပ်ဖို့ I didn't mean to hurt you မင်းကိုနာကျင်အောင်လုပ်ဖို့ငါမရည်ရွယ်ပါဘူးဟုတ်ပြီနော်ငါမရည်ရွယ်ပါဘူးဆိုတာကရှေ့ဆုံးက subject I ဖြစ်နေလို့ပါဒီနေရာမှာတခြားဟာတွေချိန်သုံးလို့ရပါတယ်အခုဒီဗီဒီယိုမှာတော့ I တခုလေးကိုပဲသုံးပြသွားမယ်ကိုယ့်ဘာတော့ကိုချိန်သုံးလို့ရပါတယ်ငါမင်းကိုနာကျင်အောင်လုပ်ဖို့မရည်ရွယ်ပါဘူးဆိုရင်ငါမရည်ရွယ်ပါဘူးဆိုတာက I didn't mean မင်းကိုနာကျင်အောင်လုပ်ဖို့က to hurt you ငါမင်းကိုနာကျင်အောင်လုပ်ဖို့မရည်ရွယ်ပါဘူးလို့ပြောချင်ရင်တော့ I didn't mean to hurt you နောက် example တစ်ခုငါမင်းကိုနှိုးဖို့မရည်ရွယ်ပါဘူးငါမင်းကိုနှိုးဖို့မရည်ရွယ်ပါဘူးကိုလှုပ်ရတဲ့အတန်ကြောင့်သူလက်နှိုးသွားတာပေါ့ငါမရည်ရွယ်ပါဘူးဆိုတာက I didn't mean မင်းကိုနှိုးဖို့ to wake you up to ရဲ့နောက်မှာ verb 1လိုက်ရမယ်နော်ငါမင်းကိုနှိုးဖို့မရည်ရွယ်ပါဘူး I didn't mean to wake you up now example တစ်ခုငါလိန်ဖို့မရည်ရွယ်ပါဘူးငါလိန်ဖို့မရည်ရွယ်ပါဘူးငါမရည်ရွယ်ပါဘူးဆိုတာက I didn't mean လိန်ဖို့က to lie lie ဆိုတာက verb အဓိပ္ပာယ်လည်းရှိရယ် noun လည်းရှိရယ်ဒီနေရာမှာတော့ verb အဓိပ္ပာယ်နဲ့လိန်ညာဒီလို့သုံးထားတာပါ to lie လိန်ညာဖို့ငါလိန်ညာဖို့မရည်ရွယ်ပါဘူး I didn't mean to lie okay ဒါဆို example 3ခုပေးလိုက်ပြီเนาะသဘောပေါက်ပြီထင်ပါတယ်နောက်တဲ့ exercise ကလေးတွေနဲ့လေ့ကျင့်ကြည့်အောင်ပါငါမင်းရဲ့ထီးကိုယူဖို့မရည်ရွယ်ပါဘူးငါမင်းရဲ့ထီးကိုယူဖို့မရည်ရွယ်ပါဘူးငါမရည်ရွယ်ပါဘူးဆိုတာက I didn't mean မင်းရဲ့ထီးကိုယူဖို့က to take your umbrella ငါမင်းထီးကိုယူဖို့မရည်ရွယ်ပါဘူး I didn't mean to take your umbrella ငါမင်းကိစ္စကိုရီဖို့မရည်ရွယ်ပါဘူးငါမင်းဇလန်းကိုရီဖို့မရည်ရွယ်ပါဘူးเนาะတကယ်ချင်းပြောလိုက်တော့ကိုကမထိန်နိုင်မြရီမိသွားတာပေါ့ငါမရည်ရွယ်ပါဘူးဆိုတာက I didn't mean မင်းကိစ္စကိုသို့မဟုတ်မင်းဇလန်းကိုရီဖို့ to laugh at your story ငါမင်းကိစ္စကိုရီဖို့မရည်ရွယ်ပါဘူး I didn't mean to laugh at your story ငါရုပ်ရှင်နောက်ကျမှရောက်ဖို့မရည်ရွယ်ပါဘူးငါရုပ်ရှင်နောက်ကျမှရောက်ဖို့မရည်ရွယ်ပါဘူးငါမရည်ရွယ်ပါဘူးဆိုတာက I didn't mean ရုပ်ရှင်နောက်ကျမှရောက်ဖို့ to arrive late to the movie ငါရုပ်ရှင်နောက်ကျမှရောက်ဖို့မရည်ရွယ်ပါဘူး I didn't mean to arrive late to the movie ငါမင်း message ကိုဖျက်ဖို့မရည်ရွယ်ဘူးငါမင်းရဲ့ message ကိုဖျက်ဖို့မရည်ရွယ်ပါဘူးငါမရည်ရွယ်ပါဘူးဆိုတာက I didn't mean မင်းရဲ့ message ကိုဖျက်ဖို့ to delete your message ငါမင်း message ကိုဖျက်ဖို့မရည်ရွယ်ပါဘူးI didn't mean to delete your message
I didn't mean to delete your message ငါမင်းနဲ့ဆန့်ကျင်ဖို့မရည်ရွယ်ပါဘူးငါမင်းနဲ့ကန့်လန့်တိုက်ဖို့မရည်ရွယ်ပါဘူးငါမရည်ရွယ်ပါဘူး I didn't mean မင်းနဲ့ဆန့်ကျင်ဖို့ to contradict you ငါမင်းနဲ့ဆန့်ကျင်ဖို့မရည်ရွယ်ပါဘူး I didn't mean to contradict you Coffee ပေးဖို့ငါမရည်ရွယ်ပါဘူးငါမရည်ရွယ်ဘဲနဲ့ coffee ဖိတ်သွားတယ်ပေါ့မရည်ရွယ်ဘူးငါမရည်ရွယ်ဘူးဆိုတာက I didn't mean coffee ဖိတ်ဖို့ to spill the coffee coffee ဖိတ်ဖို့ငါမရည်ရွယ်ပါဘူး I didn't mean to spill the coffee ငါမင်းသွားတိတ်တန်ကိုယူသုံးဖို့မရည်ရွယ်ပါဘူးငါမင်းသွားတိတ်တန်ကိုသုံးဖို့မရည်ရွယ်ပါဘူးเนาะသူသွားတိတ်တန်နဲ့ကိုသွားတိတ်တန်ပုံစံတူတဲ့အခါတစ်ခါတည်းမှားသုံးမိတာမျိုးပေါ့ငါမရည်ရွယ်ပါဘူးဆိုတာက I didn't mean မင်းသွားတိတ်တန်ကိုယူသုံးဖို့ဆိုတာက to use your toothbrush ငါမင်းသွားတိတ်တန်ကိုသုံးဖို့မရည်ရွယ်ပါဘူးI didn't mean to use your toothbrush.ငါကြောင်ကိုလန့်သွားအောင်လုပ်ဖို့မရည်ရွယ်ပါဘူးငါကြောင်ကိုလန့်သွားအောင်လုပ်ဖို့မရည်ရွယ်ပါဘူးငါမရည်ရွယ်ပါဘူးဆိုတာက I didn't mean ကြောင်ကိုလန့်သွားအောင်လုပ်ဖို့ to scare the cat ကြောင်ကိုလန့်သွားအောင်လုပ်ဖို့ငါမရည်ရွယ်ပါဘူး I didn't mean to scare the cat ငါ email ကိုလူမှားပို့ဖို့မရည်ရွယ်ပါဘူးငါ email ကိုလူမှားပို့ဖို့မရည်ရွယ်ပါဘူးငါမရည်ရွယ်ဘူးဆိုတာက I didn't mean email ကိုလူမှားပို့ဖို့ဆိုတာကTo send the email to the wrong person. ငါ email ကိုလူမှားပို့ဖို့မရည်ရွယ်ပါဘူး I didn't mean to send the email to the wrong person. ငါအော်ဖို့မရည်ရွယ်ဘူးငါအော်ဖို့မရည်ရွယ်ပါဘူးငါမရည်ရွယ်ပါဘူးဆိုတာက I didn't mean အော်ဖို့ to shout ငါအော်ဖို့မရည်ရွယ်ပါဘူး I didn't mean to shout ငါခွဲဖို့မရည်ရွယ်ပါဘူးဖန်ခွက်တွေပါတွေပေါ့နော်လက်ချော်ပြီးပြုတ်ကျသွားတာမျိုးပေါ့ငါမရည်ရွယ်ပါဘူးဆိုတာက I didn't mean ခွဲဖို့ to break it ငါခွဲဖို့မရည်ရွယ်ပါဘူး I didn't mean to break it ငါမင်းကိုလှစ်လူရှူဖို့မရည်ရွယ်ပါဘူးငါမင်းကိုလှစ်လူရှူဖို့မရည်ရွယ်ပါဘူးငါမရည်ရွယ်ပါဘူးဆိုတာက I didn't mean မင်းကိုလှစ်လူရှူဖို့ to ignore you ငါမင်းကိုလှစ်လူရှူဖို့မရည်ရွယ်ပါဘူး I didn't mean to ignore you ငါစကားဖြတ်ပြောဖို့မရည်ရွယ်ပါဘူးငါမရည်ရွယ်ပါဘူးဆိုတာက I didn't mean စကားဖြတ်ပြောဖို့ to interrupt ငါစကားဖြတ်ပြောဖို့မရည်ရွယ်ပါဘူးကိုပြောချင်တာရှိတဲ့အခါမှာကြားဖြတ်ပြီးပြောလိုက်ရတာမျိုးပေါ့ငါစကားဖြတ်ပြောဖို့မရည်ရွယ်ပါဘူး I didn't mean to interrupt ငါဒေါသထွက်တဲ့အတန်မျိုးပေါက်ဖို့မရည်ရွယ်ပါဘူးငါမရည်ရွယ်ပါဘူးဆိုတာက I didn't mean ဒေါသထွက်တဲ့အတန်မျိုးဖြစ်ဖို့တော့အတန်မျိုးပေါက်ဖို့ဆိုတာက to sound angry
sound ဆိုတာကဒီနေရာမှာ verb အနေနဲ့သုံးတာเนาะအတန်ထွက်သည်လို့သုံးထားတာပါ to sound angry ငါဒေါသထွက်တဲ့အတန်မျိုးကြီးပေါက်ဖို့မရည်ရွယ်ပါဘူး I didn't mean to sound angry I didn't mean to sound angry ငါမင်းဖုန်းခေါ်တာကိုမကင်ချင်လို့မဟုတ်ဘူးဒီနေ့မှာမဟုတ်ဘူးလို့ပြောတယ်တကယ်တော့မရည်ရွယ်ဘူးနဲ့အတူတူပဲเนาะသတိထားဖို့ကမြန်မာလိုကြီးပဲကွက်တိကြည့်လို့မရပါဘူးအတိတ်ပဲဆိုလိုချင်တာတူရင်အခုပြောတဲ့ I didn't mean ဆိုတဲ့ speaking pattern ကိုသုံးလို့ရတယ်ဆိုတာကိုပြခြင်းနဲ့ငါမင်းဖုန်းခေါ်တာကိုမကင်ချင်လို့မဟုတ်ဘူးဆိုတာကငါမင်းဖုန်းခေါ်တာကိုမကင်ဖို့မရည်ရွယ်ပါဘူးပြောတာပါငါလှုပ်ချင်လို့မဟုတ်ဘူးငါမရည်ရွယ်ပါဘူးဆိုတာက I didn't mean I didn't mean မင်းဖုန်းခေါ်တာကိုမကင်ဖို့ဆိုတာကto miss your call to miss your call miss call တွေဖြစ်သွားတာကိုပြောချင်တာเนาะဒါကြောင့်မလို့ဒီမှာ miss ဆိုတာကို verb နဲ့သုံးထားတယ် to miss your call မင်းရဲ့ call တွေကို miss ဖြစ်သွားဖို့ငါမရည်ရွယ်ပါဘူးလို့ပြောတာเนาะငါမင်းရဲ့ call တွေကို miss ဖြစ်သွားဖို့မရည်ရွယ်ပါဘူးလို့ပြောတာပါ I didn't mean to miss your call I didn't mean to miss your call ငါအဲ့ဒါကိုပြုတ်ကြအောင်လုပ်ဖို့မရည်ရွယ်ပါဘူးငါအဲ့ဒါကိုပြုတ်ကျသွားအောင်လုပ်ဖို့မရည်ရွယ်ပါဘူးငါမရည်ရွယ်ပါဘူးဆိုတာက I didn't mean I didn't mean အဲ့ဒါကိုပြုတ်ကျအောင်လုပ်ဖို့ to drop it to drop it to drop it ငါအဲ့ဒါကိုပြုတ်ကျသွားအောင်လုပ်ဖို့မရည်ရွယ်ပါဘူး I didn't mean to drop it I didn't mean to drop itငါမင်းခြေထောက်ကိုနင်းမိဖို့မရည်ရွယ်ပါဘူးငါမင်းရဲ့ခြေထောက်ကိုနင်းမိဖို့မရည်ရွယ်ပါဘူးငါမရည်ရွယ်ပါဘူးဆိုတာက I didn't mean I didn't mean မင်းခြေထောက်ကိုနင်းမိဖို့ to step on your foot to step on your foot step on ဆိုတာနင်းမိတယ်เนาะအပေါ်ကနေဖိမိတာပေါ့ငါမင်းခြေထောက်ကိုနင်းဖို့မရည်ရွယ်ပါဘူးဆိုရင် I didn't mean to step on your foot I didn't mean to step on your foot ငါအဲ့လိုပြောဖို့မရည်ရွယ်ပါဘူးငါအဲ့ဒီလိုပြောဖို့မရည်ရွယ်ပါဘူးငါမရည်ရွယ်ပါဘူးဆိုတာက I didn't mean အဲ့လိုပြောဖို့ to say that ငါအဲ့လိုပြောဖို့မရည်ရွယ်ပါဘူး I didn't mean to say that I didn't mean to say thatငါမင်းစီကိုနှစ်ခါ message ပို့ဖို့မရည်ရွယ်ပါဘူးငါမင်းစီကိုနှစ်ခါတော့ message ပို့ဖို့မရည်ရွယ်ပါဘူးငါမရည်ရွယ်ပါဘူးဆိုတာက I didn't mean မင်းစီကိုနှစ်ခါ message ပို့ဖို့ဆိုတာက to text you twice text ဆိုတာကလေဒီညမှာ message ပို့လို့ဆိုတဲ့အဓိပ္ပာယ်เนาะ text စာရိုက်တာကိုပြောတာပဲငါမင်းစီကိုနှစ်ခါ message ပို့ဖို့မရည်ရွယ်ပါဘူးဆိုရင် I didn't mean to text you twice I didn't mean to text you twice ငါကြားဖြတ်တန်းစီဖို့မရည်ရွယ်ပါဘူးငါကြားဖြတ်ပြီးတန်းစီဖို့မရည်ရွယ်ပါဘူးငါမရည်ရွယ်ပါဘူးဆိုတာက I didn't mean ကြားဖြတ်တန်းစီဖို့ to cut in line line ဆိုတာကလူတန်းရှည်ကိုပြောတာเนาะလူတန်းကြီးကြားမှာကိုက cat ဆိုတာကြားဖြတ်ပြီးဝင်ပလိုက်တာကိုပြောတာကိုကတန်းစီနေမှမသိဘဲနဲ့ကြားဖြတ်ဝင်မိတာမျိုးပေါ့เนาะအဲ့ဒါမျိုးပြောတာပါငါကြားဖြတ်တန်းစီဖို့မရည်ရွယ်ပါဘူး I didn't mean to cut in line ဟုတ်ပါပြီဒီနေ့ပြောခဲ့တဲ့ speaking pattern လေးကတော့ I didn't mean to verb 1ဆိုတဲ့ speaking pattern လေးပဲဖြစ်ပါတယ်သူ့ကိုပြောတဲ့အခါမှာ I ဆိုတဲ့ subject နေရာမှာတခြားဟာတွေလည်းအစားတင်လို့ရတယ်ငါကဒါလုပ်ဖို့မရည်ရွယ်ပါဘူးငါဒါကိုရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူးဆိုတဲ့အဓိပ္ပာယ်နဲ့သုံးပါတယ်